ရှောက်လူတွေAI ကိုကျွန်တော်တို့တင်မကြသေးပဲတော့မကြသေးဘူးဒါပေမဲ့ဒီဆောင်ပြန်အမှမပြတ်မကြသေးဘူးပြန်ပြီးတော့အမှနေပြီမှာသုံးနေပြီအဲ့ဒါဘယ်နှလားပိုင်းရဆောက်ကျွန်တော်အဲ့ဒီကြမ်းမှာထောက်တာအများကြီးစဉ်းစားနေတယ်ဒီမှာနေမသိကြအောင်ဆောင်းနေတယ်တို့ကြောင်ဆောင်းကျွန်တော်တို့ဟိုနေ့နဲ့အဲ့မှာတို့ဒီတင်မာလေးကစပြီဒီတင်မာလေးကတင်တော့အခုကြောက်ကြောက်တော့မမြင်ချက်မကြောက်ဆောင်းတော့ ဘုံမင်းတော့မကြောက်ဘူးဒီမှာဒီဆောင်ရက်ပြီးသွားပြီမတွေ့လဲနေနေ အဲ့ဒါကကျွန်တော်တို့ကဆိုင်ကရန်ဆုံးပြတ်တယ်တော့ကျွန်တော်ကြောက်တယ်အဲ့ဒါဆိုင်အမေဆိုင်ကအောင်မယ်တက်တိုင်းရဖွင့်ဘယ်လိုဒီလိုချက်ချလာတာမှာဆောင်းဘယ်လိုချက်ကအခုဒီမကြဘူးလည်းဆောက်ပြီးတော့အဲ့ဒါတဆောင်းအခုဒါဘလူးဆောင်းတော့ကျွန်တော်တို့ဖွဲ့ဆိုပြီးဒီမှာလက်မှတ်ကတခါကြီးတယောက်ဥပဒေဝင်တော့တယ်ကျိုးဆောင်ဝင်ပြောင်းရက်ွက်တန်လီရဲ့အဲ့တော့ရတယ်ဘလို့သနာဆိုင်ပေါင်းတော့နော်သနာဆိုင်ကိုဘယ်လောက်ပေးရဟုတ်တယ်မှန်ဒါလက်ရှိတောင်းဝင်နေတဲ့သနာဆိုင်ကိုဘယ်လောက်ပေးလဲပေါ့နော်အစ္စလမ်လူမျိုးပေါ့အစ္စလမ်ဘာသာဝင်ကိုဘယ်လောက်ပေးရလဲဂိုင်းတို့မှန်တယ်ပြောဂိုင်းတို့မှန်ရင်ဂိုင်းတို့အခုပြတ်တော့မှာလို့ဒါကြီးကဥပဒေနဲ့အညီဆိုရင်ဥပဒေရဆိုကျွန်တော်တို့ခေါ်တယ်အဲ့တော့အမှန်တိုင်းပြောဒီဟာတွေတင်တာဘယ်လောက်ပေးရဒီဌာနကိုဘယ်လောက်ပေးရမျိုးနဲ့30ပေးရတယ်30နောက်တော့ပြန်လာတော့ဒီယောဂ30အမှန်တိုင်းပြော30သိန်းသိကြလားယောဂ30သိန်းမျိုးနဲ့စီးပြီး30သိန်းပြီးတော့ဒီသိန်းတော့ဒီမှာသာသနာရေးဌာနပြောနေတာအဲ့ကိုကြတော့ပြရတယ်ပြရအဲ့ဌာနမပြရတင်းနေတာဘာပြောလဲသံဃာဌာနပါအဲ့ပါဒီနဲ့သာသနာရေးဌာနဘုရားသာသနာလာဝကခေါ်တယ်ဘန်ကိုရမရှိပါဘူးအဲ့ဒီစာရွက်တွေအကုန်လုံးအကြည့်ဒီမှာသူကဌာနဆိုင်ရာဘန်ကိုရမရှိပါဆိုရင်ခင်ဗျားတို့ရှိကိုရောက်ရမှာလေအဲ့ဒါတွေခွင့်ပြုချက်မဲ့ကျွန်တော်တို့ဘိုးလေးပြတော့သူကဘယ်လိုရောလဲအမှန်ဌာနကိုတင်လာတာပဲရှိတာနော်ဒီဘယ်လောက်ပြရတင်ကောင်းပါလေသူဘာသာဝက်စီပီရ10သိန်းကျွေးက10သိန်းသိန်း30သိန်းတွေပြီးလိုက်ဟုတ်ပါရဲ့ညတော့ဒီမှာကျွန်တော်တို့ညာနေဆုံးရတယ်တော့ဒီတိုင်းတော့ဘယ်လောက်ပြရတော့ဒါ30သိန်းအဲ့ဒီတော့နေတာကဒီအောင်တော့တော့သာသနာဟိုဒီမရောဒီရောလည်းကျွန်တော်ဒီနောက်မတင်ပဲနဲ့စောင့်နောက်ကဆိုင်တိုင်းလားအဲ့ရကျွန်တော်အတွင်းဒီဗလီရဲ့သမယတော့ပဲပုံစံနာမည်အဲ့ဒါဆိုရင်အခုပြောနေတာဒီဘက်ဆောင်ဒီမှာပြောနေတာဆိုင်ကဖွင့်ပြန်တင်ပြရတယ်ဒီမှာဒီဆိုင်ကကြီးကပြီးတဲ့ဟာကြီးဒါကဒီဘက်တော့ဒီဘက်ကျွန်တော်သွားကြတယ်ဆိုတော့အခုလေဆိုင်ကကြီးကပေါ်လာဒါတော့လာပေါ်လာဒီအကြီးကပြီးသွားတယ်ဒါကြီးကိုဆောက်မဲ့ဆိုတော့ဒီဘက်ဟုတ်ဒီနေ့ပုံမှန်ဆိုင်ရဒီပါတယ်တော့ကြာအဲ့ဒီရဟာဒီမြမှာကျွန်တော်တင်လာတယ်တင်ထားရင်ခွင့်ပြုချက်စောင့်အောင်ခွင့်ချက်မစောင့်ဘဲနဲ့ဒါကြီးပြပြမဲ့ခင်ဗျားတို့ဘာပြောပဲဆောက်ခွင့်ပြုမဲ့အဲ့ခွင့်ပြုချက်မရဘဲနဲ့စောက်တာအဲ့ဒီဒီနေ့တော့နိုင်တယ်ကျွန်တော်တို့တရားဆွဲတာတရားဆွဲတာဘယ်သူကတရားဆွဲလဲတရားဆွဲဟလာအဲ့တရားဆွဲတဲ့ဘာကိုရင်ဆိုင်နေတယ်လားပြီးသွားတယ်ဘယ်လိုပြီးသွားလဲဒါပဲတော့ဒါကွယ်ဆောင်လိုက်တာဘယ်ခုနေကဒီနေ့ရောဘယ်လားကလာကြရောမှဖြစ်လာပါ15ရက်အဲ့ဒါဆိုရင်6လပဲ
ပါရတယ်ဒီမဲ့မှုဆောင်ရစီခုမောင်ကျော်ဆိုတာဘယ်လိုပဲဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့ပါဘယ်နည်းအောင်ဟုတ်ကဲ့တရားဟုတ်ကဲ့အပါဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့တော့ပြီးတော့ဘယ်ရင်းနေလေးရင်းနေရတာဘယ်မှာလုပ်နေမှာဒါမှဆောက်ပြပါရဆိုပြီးတော့တင်လာတာကိုမျိုးကဒီဆောက်တော့သုံးပြဆောက်ရတယ်များတော့ကျွန်တော်တို့ဒါလာတောင်းချင်ပါတယ်ဆိုတဲ့တောင်းဆိုပွဲပြလားကိုကမျိုးမရှိတယ်လို့တင်လာတာညတာပါဟုတ်တယ်ညတာတို့နိုင်ငံတော်ကပြီးပါပြီလေဒီမှာတောင်းပြီးသွားတယ်နောက်တော့တောင်းတော့နောက်တော့လေးရပဲနိုင်ငံတော်ကခုမှနေပဲနဲ့တောင်းပြီးသွားတယ်နော်အဲ့ဒီဆောင်းဆိုလို့ရှိရင်ဘယ်လိုလဲဟုတ်ကဲ့ကိုယ်ရောဘာမှဒီမှာမနေအခုလက်ရှိစားတဲ့စတန်းတွေကဒီအဆောင်အတွက်တင်ထားတော့မရှိသေးဘူးမကြသေးဘူးဒါလည်းဟုတ်ပါဘူးညာရွေးပြီးညာရွေးပေါ်လာ